လောက်စားစားမဝတဲ့လူတွေရဲ့လိုဝက်ချက်ကိုပြောပြမယ်တစင်ရဲ့အိမ်မှာ admin ညီမလေးရဲ့တစင်ရဲ့မောင်လေးရဲ့ဆိုလို့ရှိရင်အစားအများကြီးစားတယ်ဒါပေမဲ့လုံးဝမဝဘာကြောင့်လဲဆိုလို့ရှိရင်လိုဝက်ချက်ပြောပြမယ်ဟာတာအနေနဲ့လည်းကြည့်လို့ရတယ်တကယ်ဖြစ်ခဲ့တာဖြစ်တဲ့အတွက်ပေါ့နော်တတိချာချာလေးလက်ခံဖို့လည်းပြောပြချင်တယ်လက်မခံလို့လည်းမရဘူးသူတို့ညောက်ကအိမ်မှာဆိုရင်အစားအသောက်တော်တော်ကြီးစားတဲ့ထဲပါတယ်ဘာကြောင့်မလို့သူတို့ပိန်တာလဲလို့သူစဉ်ကြည့်လိုက်တဲ့ခါကျသူတို့ညောက်ကမနက်မိုးလင်းလာတာနဲ့အိမ်ပေါ်အိမ်အောက်အလုတ်တွေအတကုံလုတ်တဲ့လှုပ်ရှားသွားလာနေငိမ့်ငိမ့်လေးထိုင်နေတယ်ဆိုတော့သူတို့ဘဝမှာမရှိဘူးလှုပ်ရှားသွားလာနေအကယ်၍သူတို့ကထိုင်များထိုင်ခဲ့ရရင်ခြေထောက်လှုပ်နေခြေထောက်လှုပ်ပြီးတော့သူတို့နေတယ်အကယ်၍သူတို့ခြေထောက်မလှုပ်ရဘူးဆိုလို့ရှိရင်ပါဇက်လှုပ်နေတယ်ပြောနေဆိုနေတယ်ပေါ့နော်စကားတွေအများကြီးပဲပြောနေတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဒါကြောင့်မလို့လှုပ်ရှားသွားလာတဲ့လူတွေခန္ဓာကိုယ်ကိုပေါ့နော်ထိုင်နေတာမျိုးပဲမဟုတ်ပဲနဲ့လှုပ်ရှားသွားလာနေတဲ့လူတွေကဒီခန္ဓာကိုယ်မှာရှိနေတဲ့ဒီအစီတွေလောင်ကျွမ်းပေးနိုင်တယ်လောင်ကျွမ်းပေးနိုင်တာဖြစ်တဲ့အတွက်ပို့ပြီးတော့ဝိတ်ကြတာမြန်တယ်ပို့ပြီးတော့လည်းအစာချေဖြတ်မှုအားကောင်းတယ်ပို့ပြီးတော့လည်းဝမ်းနေသွားစေနိုင်တာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ငိမ့်ငိမ့်လေးထိုင်နေရတယ်ဆိုလို့ရှိရင်လှုပ်ရှားပါသွားလာပါလမ်းလျှောက်ပါဖြစ်နိုင်လို့ရှိရင်တရက်ကိုခြေလမ်း1000လောက်လမ်းလျှောက်ပေးတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီအောက်ဘိုက်တွေဆိုလို့ရှိရင်လည်းပို့ပြီးတော့ကျစီတယ်ဝမ်းကျန်းမာရေးအတွက်လည်းကောင်းစေတယ်စိတ်ရောလူရောကျန်းမာရေးအတွက်ကောင်းစေတာဖြစ်တဲ့အတွက်လမ်းလျှောက်ပါစောစောအိတ်ပါရေများများတောက်ပါပြီးပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်လည်းအမြဲတမ်းကျေးဇူးတင်ပါဘာကြောင့်လဲဆိုတော့ခန္ဓာကိုယ်ကျေးဇူးတင်တတ်တဲ့လူတွေကပို့ပြီးတော့ကျမ်းမာတာကိုလည်းတွေ့ရတာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကတေချာပေါက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်